ကျွန်တော်သူ့ကိုခွင့်တောင်းတယ်တနေ့လောက်တွေ့ကြမှာလေစာလေးပြန်လာတယ်ဒီကတနေ့မနေ့မနေ့9 နာရီသစ္စာဆောင်နောက်ဖက်ပောက်ကလာဆောင်မှာဘယ်သူမှမတွေ့ခင်တက်ကတူတွေကထွက်ကြမယ်ရှက်လို့ရတယ်ကျွန်တော်အဲ့ဒီမနေ့က3 နာရီရေထချိုးနေပါအေးမိသေးရင်လည်းသေပါသေးတော့4 နာရီစင်သင်ဖြစ်ပြီသွားပြီ4 နာရီကွသစ္စာဆောင်နောက်ဘက်ကပေါက်ရောက်အုတ်ခုံလေးထိုင်ကဘာဦးလူတို့နေနဲ့လာကိုမျောတာတဲ့ကြီးကျယ်ပါလေချက်သူမျော9 နာရီတိထွက်လာတယ်ဟိုးလာလိုက်တာကြည်နူးလိုက်တာနှမ်းကြည့်လာပြီကိုစီလာတာပဲသူကတော့ကျွန်တော်လုံးဝမကြည့်ပါသူ့လမ်းသူကြည့်လာနေတယ်မကြည့်ချင်နေပါစေလာနေပြီးရောကျွန်တော်လည်းမထပါငုတ်တုတ်ကလေးထိုင်နေကျွန်တော်နားရောက်ပြီးစောင့်နေတာကြာပြီလားမေးပါသူနဲ့မပတ်သက်တယ်လို့ပါပဲကျွန်တော်ရှိတဲ့ရောက်ပြီးမရက်ဘူးဆက်သွားတယ်သွားပေါ့ကျွန်တော်သိတာပဲကျွန်တော်မတတ်ထားပြီသူဘေးနာလိုက်ပခုံးချင်းမထိရပါဘူးမထိဖို့မလိုပါဘူးမထိချင်နေပါစေဘေးချင်းရှင်သွားနေကောင်းလိုက်အကြည့်မျိုးအချစ်ဆိုတာအဲ့ဒါနူးညက်တိမ်မှုထိမှမဟုတ်ဘူးဘေးချင်းရှင်သွား